ဟောဒီတရားနေရာကိုတော့တာဆိုင်လို့ခေါ်ပါတယ်တဲ့နော်အန်တီနာကလည်းတွေ့တာမှန်သမျှအားလုံးကထူဆန်းပြီးတော့မှလှပနေတာမို့လို့အခုလို့မှတ်တရလေးဖြစ်နေရိုက်ယူထားဖြစ်ပါတယ်နော်ဒီနေရာကိုတော့သူတို့အခေါ်ကတော့ဥမုံလို့ခေါ်တာပေါ့နော်ဘေးတစ်ဖက်တစ်ချက်မှာဒီနေရာကအဝါရောင်လေးဖြစ်နေတယ်ပထမတနေရာတုန်းကအဖြူရောင်ပါနော်ဟောဒီဥမုံကိုမြန်မာလိုပြန်တော့လိုင်ကောင်းပေါ့နော်အိုးရှိမှလည်းကြည့်ပါဦးလမ်းနှစ်ထပ်ကအမြင့်ကြီးနော်အိုးအရန်ကိုဘယ်လိုပြောရမလဲနော်အန်တီနန်းအတွက်ကတော့အကုန်လုံးကိုထူဆန်းဖြစ်နေတာပါအပေါ်မှာရေးထားတဲ့စာကတော့စနမ်ဘင်းဆိုတာကလေရင်ကွင်းမှာနော် airport ပေါ့နော်ညာဖက်ကဆိုင်းပုတ်အဝအကြီးကြီးကသူတို့ကကြော်ညာဆိုင်းပုတ်ကတ်တဲ့နေရာပါအဲ့ဒီအဝရေးထားတဲ့နေရာမှာကတော့နေရာလွတ်နေပါတယ်လာပြီးတော့ကြော်ညာလို့ရတယ်ဆိုတဲ့အတိတ်ပဲပါနော်လမ်းနှစ်ထပ်နေရာဆိုတာကလည်းများလွန်းနေနော်ဘယ်နေရာကိုဘယ်လိုရောက်နေမှနောင်အန်တီနောင်နားမလဲတော့ပါဘူးလို့အဲ့လိုလမ်းနှစ်ထပ်ရှိတော့လမ်းကျော်ရှင်းတယ်လို့ပဲပြောရမလားနေရာစားတက်တာရလို့ပဲပြောရမလားနော်အန်တီနာကတော့တွေးကိုမတွေးတတ်လောက်အောင်ပါပဲနော်ဘာဖြစ်လို့လမ်းတွေအလောက်အများကြီးလောက်ထားလဲမသိပါဘူးအရှိမမြင်တွေ့နေရတာကတော့ Central Airport Plaza လို့ရေးထားတာပါနော်အဲ့ဒီ Central မှာလဲရောက်တုံးရောက်ခိုက်လေးတွလဲလိုက်ပါအောင်မယ်နော်ကြည့်ပါဦးလမ်းတွေကလှလွန်းနေတော့အန်တီနန်းအတွက်ကအမှတ်တရလေးအဖြစ်ကမန်းကတန်းကိုမယူဘဲမနေနိုင်အောင်ကိုယူထားလိုက်ရပါတယ်နော်ကြည့်ပါဦးဒီနေရာလဲဆင်ရုပ်တွေနဲ့အလှလှုပ်ထားတာအမြင်အာရုံကိုအေးဆေးစေတဲ့ဆွဲဆောင်မှုရှိတယ်လို့ပါပဲနော်ညာဖက်ကတစ်ပင်တန်းရှိကြီးကိုတွေးလိုက်တာနဲ့ဒီနေရာကဘယ်နေရာလဲဆိုတာရောက်ဖူးတဲ့တူတွေအတွက်ကတော့ချက်ချင်းကိုသိနိုင်ပါတယ်နော်မရောက်ဖူးတဲ့အန်တီနန်းတို့လို့တွေကြတော့ဒီဒါလေးတွေကိုအမှတ်တရလေးဖြစ်နေရိုက်ထားလို့အခုလို့ဒါဘယ်နေရာပေါ့နော်ချိန်မိုင်မျိုးမှာရှိတဲ့ဘယ်လိုပြောရမှာလဲနော်အဲ့ဒီရေကန်နာရောက်ပြီးဆိုရင်ဒါချိန်မိုင်ဆိုတဲ့တင်ကေတာကြီးကိုအားလုံးကသိကြပါတယ်နော်ပြီးတော့ဟောဒီနေရာကသူတို့ရဲ့မြို့ရိုးပုံစံလိုအတိတ်ပဲပါတယ်နော်ဒါကတော့အန်တီနန်းရဲ့အထင်နဲ့ပြောတာပါသိချတော့မသိပါဘူးဟောဒီလိုအုတ်တိုင်းကြီးတွေဆိုတာလဲဒီချိန်မိုင်မြို့မှာပဲတင်ကေတာတစ်ခုအနေနဲ့ရှိတာပါနော်ကြည့်ပါအောင် KFC ကြော်ညာဆိုင်ဘုတ်ရဲ့လည်းအကြီးကြီးနော်ဒီလိုမြို့ရိုးလမ်းကနေလာရင်းနဲ့ဘယ်ဖက်လမ်းကျောကိုကွေ့ပြီးသွားမယ်ဆိုရင်အန်တီနန်းဆေးကုသတဲ့ဆွန်ဒေါ့ဆိုတဲ့ဆေးရုံကြီးကိုရောက်ပါတယ်နော်ဒီဆွန်ဒေါ့ဆိုတဲ့ဆေးရုံကြီးကလေရင်ကွင်းလမ်းမှာရှိလို့တွားရတာလွယ်ကူပါတယ်လမ်းညွန်လို့လည်းလွယ်ပါတယ်နော်ဆေးရုံနီးနားကိုရောက်ပြီဆိုတော့ဒါကုသရမယ့်ဆေးရုံဆိုတာသိပေမဲ့ကိုတဲခိုနားခိုရမယ့်နေရာကိုအဓိကထားပြီးတော့ရှာရပါတယ်ဒီဆေးရုံပတ်ဝန်းကျင်မှာပေါ့နီးနားရှိတဲ့နေရာလေးတွားလို့လာလို့လွယ်ကူတဲ့နေရာမျိုးလေးကိုရှာကြရပါတယ်ဒါကတော့အန်တီနန်းရဲ့အမှတ်တရလည်းရှိစေအတွေ့အကြုံကိုမျှဝေပေးတယ်ဆိုတာလည်းဖြစ်စေဆိုတဲ့အတိတ်ပဲပါပဲနော်ကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်